Hello အားလုံးပဲမင်္ဂလာပါရှင် Lily to Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မနာမည်ဒေါက်တာထထူးကျော်ပါရေပြားအထုပ်ကုဆရာဝန်ပါဒီ channel လေးကနေရေပြားနဲ့ဆိုင်တဲ့ကျန်းမာရေးဘူးတုဒတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်ရှင် skin care နဲ့ပတ်သက်တာပြောပြအောင်ပါပေါ့ဒီတစ်ပတ်ကလည်းbasic skin care တွေသိပြီးတဲ့အခါမှာနော်ဒီထက်ပိုပြီးတော့အဆင့်မြင့်တာပေါ့အဆင့်မြင့်တာတော့မဟုတ်ဘူးကျွန်မထက်ပိုပြီးသိတဲ့သူတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့အခြေခံထက်စားလို့ရှိရင်နည်းနည်းလေးများဘယ်လိုလေးသိနိုင်လဲဆိုတဲ့အကြောင်းလေးနဲ့ပြောပြပေးမှာနော်skin care တွေကိုလေမနက်ပိုင်းလဲလုပ်ညနေပိုင်းလဲလုပ်ဆိုပြီးတော့ပြောကြတယ်သိတယ်မလားတချို့တွေကကျတော့မနက်ပိုင်းတော့ skin care လုပ်တယ်ပေါ့ step by step အဆင့်ဆင့်လိမ့်တယ်ညနေကျရင်တော့မလိမ့်တော့ဘူးပေါ့နော်အဲ့ဒါကလည်းတစ်မျိုးကောင်းပါတယ်သူမနက်ပိုင်းကျရင်လိမ့်ပြီးတော့ညနေကျလို့ရှိရင်အကုန်လုံးမျက်နှာကိုမျက်နှာတက်ပြီးတော့လုံးဝပြောင်မဲထားလိုက်တာပေါ့နော်အဲ့ဒါကျတော့လေသူကလည်းရေပြားရဲ့respiration အသက်ရှူတာတော့ပါသူလည်းလွတ်လွတ်လပ်လပ်နဲ့နော်တခုခုတွေပိတ်ထားတာတော့မရှိတော့ဘူးပေါ့လေအဲ့ဒါတော့တစ်မျိုးကောင်းတယ်တစ်ခါတလေတော့လုပ်တင်ပါတယ်ဒါပေမဲ့မနက်ရောညရော skin care လုပ်တာတော့ပိုကောင်းတယ်မနက်ပိုင်းကကျတော့ဘာလို့လုပ်တာလဲဆိုတော့ protection အတွက်ပေါ့နော်ပြင်ပရဲ့နေဒဏ်လေဒဏ်ရာသီဥဒဏ်တွေကိုခံနိုင်မှုအတွက်လုပ်တာပေါ့ညဘက်ကကျတော့ဘာလို့လုပ်တာလဲဆိုတော့ညဘက်ဆို repair process ပြန်ဖြစ်တယ်ညတိုင်းမှာလေရေပြား cell အသစ်လေးတွေပြန်ဖြစ်တယ်နော်ရေပြား cell အသစ်လေးတွေပြန်ဖြစ်တယ်လက်သေးခြေသေးဒီစပင်အဲ့ဒါတွေအကုန်လုံးကအသစ်တွေပြန်ဖြစ်တယ်နော်သူ့မှာ renewal process ရှိတယ်တခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေအကုန်လုံးလည်းအဲ့လိုမျိုးရှိကြတယ်ဒါပေမဲ့ဒီရေပြား cell ကတော့လောက်တာမြင်ရတာအမြင်ရဆုံးသိတာဆုံးပေါ့လေနော် basic skin care အကြောင်းကတော့မပြောတော့ဘူးเนาะဒီရှေ့ရဗီဒီယိုတွေမှာပဲကြည့်လိုက်တော့အခုပြောမဲ့ဟာကြတော့လေမနက်ပိုင်းကို skin care ဘာလုပ်လဲပေါ့နော် skin care လုပ်လို့ရှင် protection အတွက်ကိုကဘာတွေလုပ်မလဲပေါ့နော် protection အဓိကသူကအကျိုးရရှိဖို့အတွက်ပေါ့လေမနက်ပိုင်းကိုအဓိက skin care လုပ်ရတာကြတော့ protection အတွက်လုပ်တာအဲ့ဟာကိုဘယ်လိုအကျိုးရှိအောင်သုံးချမလဲဆိုရင်နော်ပထမဆုံးတော့ cleansing လုပ်တာပဲ cleansing လုပ်လို့ရှိရင်သူကဒီမနက်ပိုင်း cleansing လုပ်တယ်ဆိုလို့ရှိရင်လေရိုးလူပေါ့မျက်နှာအသားခြောက်တယ် sensitive skin အဲ့ဒါဆိုလို့ရှိရင်ရိုးရေနဲ့ပဲတင်လုံးလောက်တယ်ဒါမှမဟုတ်ဘူးကိုကနော်အပြင်နေသွားရတာလည်းများတယ်အစီတွေကလည်းပြန်တယ်ဝက်ချန်တွေကလည်းထွက်တတ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်နော်မနက်ပိုင်းဆိုလို့ရှိရင်လည်းဒီ cleanser တစ်ခုနဲ့တက်ပေါ့နော်ပြီးရင်အဲ့ cleansing လုပ်ပြီးသွားလို့ရှိရင်ဘာလုပ်မှာလဲဆို active ingredients လေးထည့်ရမယ် active ingredients ကိုကprotection အတွက်ထည့်မှာဆိုတော့လေနော် serum လေးတွေထည့်မှာပေါ့ serum ဘာသုံးမှာလဲအော်ထိုနာပထမဟာမပြောတော့ဘူးเนาะ serum ကိုပြောမယ် serum ဘာသုံးမှာလဲဆိုရင် serum မှာ vitamin C ရယ် niacinamide ရယ်အဲ့ဒါဘာတွေသုံးပေါ့အဲ့ဒါတွေကဘာတွေကောင်းတာလဲအဲ့ဒါတွေကကြတော့ဒီနေရောင်ခြည်ကနေပြီးတော့အဓိကနေဒဏ်လေဒဏ်เนาะရာသီဥတုတွေအဲ့ဒါတွေဒီကိုယ့်ရဲ့ skin ကိုဘာဖြစ်စေလဲဆိုရင်သူတို့တွေက oxidation တွေဖြစ်တယ်ဒီဘယ်လိုပြောဂျီးအနေနဲ့လည်းတင်တယ်လို့မျိုးလေပြီးရင်ဘာလဲနေရောင်ခြည်ကြောင့်ရေပြားပျက်စီးတဲ့သဘောမျိုးပေါ့နော်သူအထက်ထဲမှာ nucleus တို့အဲ့လို DNA တို့အဲ့လိုမျိုးလေး cell လေးတွေရှိတာဟုတ်အဲ့တော့ nucleus တို့ DNA တို့ရှိအဲ့ဒီဟာတွေပျက်စီးတယ်အဲ့ဒီဟာတွေပျက်စီးရင်သူက vitamin C ရရော niacinamide ရရောသူကအပေါ်ကနေ cover လုပ်ပေးတယ် antioxidant အနေနဲ့ cover လုပ်ပေးတယ်အဲ့ဒါကြောင့်မလို့နော်ကိုကသုံးသင့်တယ်အဲ့ဒီဟာတွေသုံးတဲ့အတွက်ကြောင့်မလို့အမဲဆက်နေလောင်ကွက်တွေလည်းမဖြစ်ဘူးလေအဲ့ဒီဟာအမဲဆက်နေလောင်ကွက်တွေရဲ့ treatment တွေမှာလည်းပြန်ပါတယ်လေနော်အတူတူပဲပေါ့ဒီ active ingredients ဒီserum လေးတွေကိုအဲ့မှာထည့်သုံးမယ်ပေါ့ antioxidant အနေနဲ့ထည့်သုံးတာပေါ့ကဲနောက်တစ်ဆင့်ကကျတော့ moisturizer လိမ့်မယ်ရေဓာတ်အဆူဓာတ်ဖြစ်မယ်ပေါ့ moisturizer လိမ့်လို့ရှိရင်လည်းသိပြီးတဲ့အတိုင်းပါပဲเนาะဒီရေဓာတ်ဖြည့်တာရယ်ပြီးရင်တော့ကိုကအစီသိမ့်မပြတ်အောင်လို့ပါတော့အဲ့လိုမျိုးတွေပေါ့เนาะပြီးရင် moisturizer ဆိုတော့အဆူဓာတ်ဖြစ်မှာအရေးချောင်းတွေတက်တာအောင်နေအဲ့ဒါတွေလုပ်ကြတာပေါ့လေပြီးရင် sunscreen တွေပေါ့ sunscreen မှာကျတော့ဒီလိုပဲမနက်ပိုင်းဆိုလို့ရှိရင်အကုန်လုံးကနေရောင်ကာကွယ်ကြမှာပဲเนาะနေရောင်ကာတာမပြီးသေးဘူးသူ sunscreen လိမ့်ပြီးတဲ့အပြင်ကိုဒီအုတ်ထုတ်ဆောင်းမယ်ထီးဆောင်းမယ်လက်ရှည်ဝတ်မယ်နေကမျက်မှန်တက်မယ်เนาะအဲ့ဒါမျိုးတွေလည်းအကုန်လုံးပါတယ်အဲ့ဒါမှလည်းဒီနေရောင်သိချာကာကွယ်မယ်ပေါ့เนาะတင်းတိတ်ရှိတဲ့သူတွေ family history ထဲမှာတင်းတိတ်ရှိတဲ့သူတွေအဲ့ဒါမျိုးဆိုလို့ရှိရင်သူတို့ကဒီဟာတွေမဖြစ်အောင်အသက်40ကျော်မှမဖြစ်အောင်အသက်20လောက်ထဲကအဲ့လိုမျိုးကာကွယ်တာ protection လုပ်ထားရမယ်เนาะညဘက် skin care ဘာလို့လုပ်လဲဆိုလို့ရှိရင်ညဘက်ကို repair mode လို့ခေါ်တယ်မနက်ပိုင်း skin care လုပ်တာက morning for protection ပေါ့နော်ညနေပိုင်းကကြတော့ဒီ repair mode အရေပြားဆက်ကအသစ်တွေနေ့တိုင်းပြန်ဖြစ်တယ်အရေပြားရော
ဒီ mucosa တွေပါတာပေါ့လေဒီနှာခေါင်းတို့ပါးစပ်တို့ရဲ့ဒီ line နဲ့ mucosa အဲ့ဒါတွေရောပြီးသပင်တို့ခြေသက်လက်သက်အဲ့ဒါတွေ renew process ကနေတိုင်းဖြစ်တာအရမ်းမြန်တယ်နော်အဲ့ဒါသိတာတယ်ပေါ့သိတာထင်ရှားတယ်ပေါ့အဲ့တော့ဒီ repair process ဖြစ်တဲ့အခါမှာဘယ်လိုဖြစ်လဲဆို cell လေးတွေကလေဒီဟာပထမဆုံးဖြစ်တဲ့ cell ပေါ့အလွှာလေးပြီးရင်ဒါအသစ်ဆိုအောက်ကနေတက်လာတာပြီးရင်ဒီလိုသွားမှာနော်ဒီအောက်ကအသစ်တွေပဲအဲ့တော့ဒီအပေါ်ရောက်လေဟောင်းလာလေအဲ့ဟောင်းလာလေလေးကွာကြမှာအဲ့ကွာကြတဲ့အဲ့လိုမျိုး process လေးမြန်ဖြစ်လေအရမ်းမြန်နေကြတော့မဟုတ်ဘူးသူကတလတစ်ခါအဲ့လိုမျိုးတလမှာလုံးဝအကုန်အပြီးစီးပဲအဲ့တော့နေတိုင်းဖြစ်နေတယ်အဲ့ဒါတွေကတလနေလို့ရှိရင်အကုန်လုံးကြွေကြသွားပြီဆိုတော့နောက်ဆုံးဖြစ်သွားပြီပေါ့သူရဲ့ cycle တစ်ပတ်ပြည့်သွားပြီပေါ့နော်အဲ့ဒီသဘောအဲ့ဒီအခါဆိုလို့ရှိရင်သူကဒီအရေးပြားကသူ့ဟာနဲ့သူအသက်လေးတွေဖြစ်နေမယ် glow နေမယ်ပေါ့နော်အဲ့လိုဖြစ်မှာအရေးပြားဆက်အသက်လေးတွေဖြစ်မှာပေါ့နော်အဲ့ဒီလိုမျိုးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ night routine ကအရေးကြီးတယ်ပေါ့ညဘက်ကိုskin care လုပ်တာနော်အဲ့တော့ညဘက်မှာပဲ treatment တွေပေးကြမယ်ညဘက်မှာပဲ skin care လုပ်လို့ရှိရင် treatment လို့ခါမျိုးကိုလိုချင်တဲ့ effect ရဖို့ဆိုညဘက်ကိုတည်တည်ချာချာပြန်ပြီးတော့လုပ်ကြရတယ်လေနော်ပြီးရင်အခုမျက်နှာတက်တာအဆမယ်ပေါ့မျက်နှာတက်တယ်အဲ့လိုပဲဒီတနေ့လုံးနေထိုင်ခဲ့တဲ့တနေ့လုံးလင်းခဲ့တဲ့အဲ့ဒီဟာ cosmetics တွေပါကြီးတွေချွေးတွေအကုန်လုံးကိုညနေကျရင်ပြန်ပြီးတော့တက်တယ်တချို့တွေကကျတော့လို double cleansing နှစ်ခေါက်မျက်နှာနှစ်ခေါက်တက်တယ်နော်ပြီးရင် treatment တွေပေးမယ်အဲ့ဒီအချိန်မှာ cleansing လုပ်ပြီးတဲ့အချိန်ပြီးသွားရင် treatment ပေးတယ် treatment မှာဘာပေးမှာလဲဆိုရင်အဲ့လိုအမဲဆက်ပြောက်ချင်တာလားကိုကအနီးစက်တွေအဲ့လိုနော်ပြီးရင်ရေဓာတ်ဖြည့်ချင်တာလားတင်းရင်းချင်တာမျက်နှာတွေတင်းရင်းချင်တာလား glow ချင်တာလားအဲ့လိုမျိုးတွေအကုန်လုံးကိုဒီ treatment ဒီအချိန်မှာပေးမယ်ပေါ့နော်အဲ့ဒီအချိန်မှာပေးဖို့အတွက်ဆိုလို့ရှိရင်ဘာ ingredients လေးထည့်သုံးရလဲဆိုရင်niacinamide ပါပြန်ပြီ vitamin C သူလည်းပါပြန်ပြီနောက်တစ်ခု retinol နော် retinol တွေ retinoid တွေ retinoic acid တွေအဲ့ဒါအကုန်လုံးထည့်လို့ရတယ်ပြီးတော့ AHA BHA glycolic acid တို့ lactic acid တို့အဲ့ဒါတွေပေါ့နော် salicylic acid တို့အဲ့ဒီဟာလေးတွေပါပြီးတော့သုံးမယ်ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင်တော့ဒီကိုကတချို့လူတွေကကြာတော့လေချူကျင်တာတို့အဲ့လိုတင်းတိတ်အမဲဆက်တွေအဲ့လိုများနေတယ်လို့နေလောင်ခွက်တွေများနေတယ်ဆိုလို့ရှိရင် liquid rice တို့နော်ပြီးရင်arbutin တို့tranexamic acid တို့အဲ့ဒါလေး cosmetic တချို့ cosmetics တွေလေးမှာပါတတ်တယ်အဲ့ဒါမျိုးလေးတွေထည့်ပြီးတော့သုံးကြတယ်ပေါ့ပြီးတော့ကျမတို့စီကိုလာပြတယ်နော်ဝက်ချန်တို့တင်းတိတ်တို့အဲ့ဒါဆိုလို့ရှိရင် treatment ကအဲ့ဒီအချိန်မှာပဲစပြီးတော့ပေးရပဲနော်အဲ့ဒါကြောင့်မလို့ skin care နဲ့အဲ့လို treatment ကိုတွဲပြီးလုပ်ပါလို့ပြောတာအရင်တော့ကြတော့လေတိတ်မသိဘူးလူတွေကလည်းတိတ်မသိဘူးအဲ့ဒါကြောင့်မလို့ဆရာကြီးဆရာမကြီးတွေကလည်းတိတ်ပြီးတော့မရှင်းပြဘူးပေါ့နော်ကျမဆိုလို့ရှင်လဲဝက်ချန်တွေရမ်းထွက်ခဲ့တာအရေးပြားထုတ်ခုဆရာဝန်မကြီးနဲ့ပြခဲ့တယ်သူက treatment တွေပေးတယ်ဒါပေမဲ့ treatment ပေးပေမဲ့သူပဲသိတာပေါ့လေနော်သူပဲသိတာပေါ့ဆိုတော့ကိုယ်ရှင်းပြရလဲကိုကတိတ်ပြီးနားလည်မှာမဟုတ်ဘူးအဲ့တုန်းကကိုငယ်တုန်းကလည်း skin care တွေဒီလောက်မသိသေးဘူးအဲ့ချိန်ကျတော့သူတို့ကskin care နဲ့အဲ့လို treatment နဲ့တွဲပြီးတော့ပေးတယ်ဒါပေမဲ့သူပေးတဲ့ဆေးတွေအကုန်လုံးကိုလိမ့်တယ်သူပေးသမျှတွေအကုန်လုံးလိမ့်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါပြည့်စုံတယ်အဲ့ဒါကြောင့်ကိုကရွေးချယ်ပြီးတော့မလိမ့်နဲ့အဲ့ရေပြားအထူးကုဆရာဝန်နဲ့တေချာတိုင်မယ်ပေါ့နော်ကိုကကြိုက်တာလေးတွေပဲရွေးချယ်ပြီးလိမ့်နေလို့ရှိရင်အဲ့ဒါမပြောက်တော့ကျမတို့ကကြတော့အမှတ်မိသေးတယ်အဲ့ညဘက်လိမ့်တဲ့ဆေးတစ်ခုကအရန်နန်နေဆိုပြီးတော့မလိမ့်ပေါ့နော်အမှန်မှန်အဲ့ဒါအဓိကဆေးဖြစ်နေတာလို့မျိုးအဲ့လိုလေးဖြစ်တတ်တယ်အဲ့တော့ကိုကလိမ့်မယ်မယ်လည်းမပြောက်ဘူးပေါ့အဲ့လိုဖြစ်တတ်တာပေါ့routine တစ်ခုအနေနဲ့เนาะ cleansing ပြီးသွားပြီခုန treatment တွေလည်းယူပြီးသွားပြီဆိုလို့ရှိရင် moisturizing လုပ်ရမယ်မျက်နှာကိုရေဓာတ်အဆိုတက်ပြန်ဖြည့်ဖို့လိုတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင် moisturizing lotion လေးတွေဒါမှမဟုတ်လို့ရှိရင် cream လေးတွေသုံးတယ်တချို့ကကြတော့ gel ပဲသုံးတယ်ရပါတယ်ဘယ်ဟာသုံးပါကျမအနေနဲ့ကကြတော့အဲ့ moisturizer ဆိုရင် lotion type ကိုကပို့ပြီးတော့ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုက treatment တွေပြီးတဲ့အခါကျလို့ရှိရင် lotion မှရေဓာတ်အဆိုတက်ကိုနည်းနည်းပြန်ဖြည့်ပေးတာ gel ပေးလို့ရှိရင်ဆေးတွေလိမ့်လို့ဆေးတွေတောက်လို့ကြောင့်အသားရပိုပြီး6တော့ gel နဲ့ဆိုတော့မရအောင်အဆိုတက်ကိုမထိန်းနိုင်အောင်အဲ့လိုဖြစ်တတ်တယ်အဲ့ဒါကြောင့်ကျမကတော့ lotion လေးတွေပြောင်းပြီးတော့ပေးလေးရှိတယ်နော်ဒါမှရပါတယ်ကိုက treatment တွေယူနေတဲ့သူလည်းမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီ gel သုံးလည်းရပါတယ်ဘာမှမဖြစ်ပါဘူးအဲ့တော့ရေဓာတ်အဆိုတက်ပေးတဲ့ moisturizing တစ်ခုလုပ်ရင်ပြီးတာပဲပေါ့နော်ကဲပြီးသွားပြီနောက်ဆုံးအနေနဲ့ကကြတော့တချို့တွေက overnight sleeping mask လေးတွေနော်ကတ်ကြတယ် sleeping mask လေးတွေလိမ့်ကြတာရှိတယ်ကတ်ကြတာရှိတယ်နောက်တစ်ခုကကြတော့အဲ့ဒီ night routine တစ်ခုပဲဒါပေမဲ့အများနဲ့မလုပ်ဘူးပေါ့နှစ်ပတ်တစ်ခါလောက်မှ
ဒါမှမဟုတ်လို့ရှိရင်လည်းတစ်လားတစ်ခါလုံးမှလုပ်မှာじゃ exfoliation ပေါ့နော်ဒီအခြေပြားဆက်အသစ်တွေကိုပို့ပြီးတော့ပိုသစ်အောင်လို့ပေါ့နော်မြန်ဖြစ်အောင်လို့ကြီးတွေမြန်ကျွတ်အောင်လို့ကြီးချွတ်စေးလိုမျိုးသဘောမျိုးနဲ့ scrub လေးတွေလောက်တာတို့နော် peeling ပေါ့နော် chemical peeling လိုဟာမျိုးလေးတွေလောက်တာတို့အဲ့ဒါမျိုးလေးတွေလောက်ကြတယ်ပေါ့ peeling solution လေးတွေနဲ့နှစ်ပတ်တစ်ခါလောက်ဖြစ်လောက်တယ်ပေါ့နော် exfoliate လောက်တဲ့သဘောပေါ့အဲ့ဒါလည်းညဘက်မှာပဲလုပ်တယ်နော်ဆိုလို့ရှိရင်လည်းဒီ skin care routine ကိုပို့ပြီးတော့ skin care process ကိုပို့ပြီးတော့ကောင်းစေတယ်ပေါ့နော်အဲ့တော့ morning routine night routine ဒီအကြောင်းလေးတွေကိုပြီးဖို့ share ပေးရဖြစ်ပါတယ်ကျမလှပတော့ရေးပြပိုင်ဆိုင်နေကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော် bye bye